Hey hey ဘဝဆိုတာလွယ်လွယ်နဲ့တော့ဖြတ်သန်းလို့မရဘူးဘဝဆိုတာကိုယ်ရတိဆောက်တဲ့ကိုယ့်ရဲ့အိမ်တလုံးယုံကြည်မှုတော့ရှိရမယ်ကိုယ်တိဆောက်တဲ့ကိုယ့်ဘဝအတွက် Hey ကိုယ်တိုင်ဖန်တီးမှသာရကိုယ်တိုင်ဖြတ်သန်းမှသာရောက်မယ်ကိုယ်ရည်ရွယ်ထားတဲ့ပန်းတိုင်းရောက်ဖို့အတွက်ဆိုကြုံရအောင်မှာပဲအနာဂတ်လက်ကျန်တွေလေခန္ဓာရေးရှိမှလေကိုယ်လိုချင်တာတွေရနိုင်မယ် Heyတနေ့နဲ့တနေ့ကိုယ်တိုင်ကြုံတွေ့ရတဲ့ကိုယ့်ရဲ့အတွေ့အကြုံတနေ့နဲ့တနေ့လူတွေဘာကြောင့်သွားလာရုန်းကန်လှုပ်ရှားလဲအဖြစ်တစ်ခုတော့ရှိရမယ်Oh ကိုလိုချင်တာတွေရဖို့အတွက် Hey 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 ကိုယ်တိုင်ဖန်တီးမှသာရကိုယ်တိုင်ဖြတ်သန်းမှသာရောက်မယ်ကိုရည်ရွယ်ထားတဲ့ပန်းတိုင်းရောက်ဖို့အတွက်ဆိုကြုံရအောင်မှာပဲအနာဂတ်လမ်းကျန်တွေလေခန္ဓာရေးရှိပါလေကိုလိုချင်တာတွေရနိုင်မယ်ဖြစ်နိုင်မှာမလားဒီလိုအတွေ့တော့မထားသင့်ဘူးကိုယုံကြည်ချက်နဲ့ကိုယ်တိုင်ကြိုးစားပြီးဖြစ်အောင်လုပ်ပါတော့မဆုံးလေ Yeah yeah ဒီမှာသာရကိုယ်တိုင်ဖြတ်သန်းမှသာရောက်မယ်ကိုရည်ရွယ်ထားတဲ့ပန်းတိုင်းရောက်ဖို့အတွက်ဆိုကြုံရအောင်မှာပဲအနာဂတ်